ချန်ပီယံရဲ့ fan တော်တော်များများကဒီဗီဒီယိုထဲမှာပါတဲ့ညီမလေးကိုဆိုရင်အားလုံးကသိကြမယ်လို့ထင်ပါတယ်ဗီဒီယိုထဲမှာပါတဲ့အတိုင်းလွန်ခဲ့တဲ့6လကညီမလေးကတနေ့ကို2ထုပ်3ထုပ်စရောင်းခဲ့တယ်စရောင်းပြီးတဲ့အချိန်မှာမမကြီးသမီးကတော့တနေ့ကိုဒါမျိုးတစ်ထုပ်နှစ်ထုပ်တောင်ဒီလောက်မြတ်နေလို့ရှိရင်တနေ့ကိုအထုပ်20လောက်ရအောင်ရောင်းချင်တယ်မမကြီးဘယ်လိုလုပ်ရမလဲသမီးကိုတင်ပေးပါအောင်ဆိုပြီးတော့ချန်ပီယံနဲ့လာ join တဲ့ညီမလေးပဲဖြစ်ပါတယ်သူကဆိုလို့ရှိရင်6လအတွင်းမှာသူ့ရဲ့ဝင်ငွေတွေကအစပေါင်းများစွာတိုးတက်သွားတာကိုအနောက်ကဗီဒီယိုလေးမှာပြသပေးထားမှာပဲဖြစ်ပါတယ်ရှင်။အခုလိုလက်တွဲလိုက်တဲ့အခါမှာဆိုရင်ကိုပိုင်ဝင်ငွေဆိုရင်လည်း3-4သက်လောက်တိုးတက်လာတယ်။လူငယ်တဘာဝလေအောင်သွားခြင်းတဲ့ခီးတွေလည်းသွားနိုင်တယ်။လူချင်းတဲ့ပစ္စည်းတွေဆိုရင်လည်းတွေးပူနေစရာမလိုပဲနဲ့ပေါ့နော်။ငါဒါကြီးလိုချင်လိုက်တာဆိုလို့ရှိရင်အဲ့ပစ္စည်းကိုလည်းကိုဝယ်နိုင်တယ်ဆိုတဲ့အခြေအနေကိုရောက်မှာအရင်ကဝင်နေဘဝတုန်းကဆိုရင်တော့ဒီ3-4တောင်းဆိုရင်တော့စိတ်ပူနေရတဲ့အချိန်တွေရောက်နေတဲ့ခေတ်စောင့်ရောက်နေရတဲ့ဘဝကနေပြီးတော့ဒီလိုမျိုးကိုလိုချင်တဲ့ပစ္စည်းကိုငါတိုင်းလိုချင်လိုက်တာဆိုရင်ဝယ်နိုင်သွားတဲ့ဘဝကိုရောက်လာတဲ့အတွက်မှာအဲ့ feeling ကဘယ်ဟာနဲ့မှမတူဘူးပေါ့နော်ခံစားချက်ကအရန်ကိုကောင်းမွန်နေအများဆုံးလက်ဆိုမြက်ခဲ့တဲ့လမှာဆိုရင်30လောက်တော့သွားတယ်30 45အဲ့လောက်ကိုအဲ့လောက်ကိုမြက်ခဲ့တယ်ဒီတင်းကျိုးတစ်စောင်းတိုင်းလောက်ပေါ့နော်အဲ့လောက်မှသွားပြီးမြက်ခဲ့တယ်40 45လောက်သွားတယ်ဒီလုပ်ငန်းဆက်လုပ်တာတော့တစ်နှစ်လောက်ရှိပြီတနေ့ကိုအထည်ရေက100ကျော်200နီးပါးရောင်းရတယ်ပြီးခဲ့တဲ့နိုဝင်ဘာလရဲ့ရောင်းရဆိုရင်တော့အထည်2000အထည်ရေတွက်ဆိုရင်တော့2000ကျော်လောက်ရောင်းရတယ်နောက်ဆိုတော့မနေ့သူများလုပ်ငန်းလုပ်တဲ့ဆိုရင်မနေ့ဆိုရင်6နိုင်လောက်ဆိုလောက်ထားသွားဖို့လို့ပြင်းရဆင်းရတာရှိတယ်ကိုအိတ်ချိန်မမှန်အိတ်ချိန်လေးပါလေလည်းမမှန်နာပါညာစားချိန်မမှန်နာပဲချက်ဒီမှာကိုမိဘနဲ့ကိုအိမ်နဲ့ကိုဆိုင်လေးနဲ့ဆိုတော့စားချိန်နဲ့စားပေါ့နော်နေဦးစခန်းပေါ့နော်အတိုက်တောင်ထူလာပါလေသွားတော့အဲ့လိုမျိုးကိုပိုင်ချိန်လေးတော့ထွက်လာတာပေါ့နေပြီးတင်ပြလိုက်တဲ့အရာဆိုရင်တော့ဒီ online shop ကြီးတစ်ခုလုံးကိုဘယ်ရဒီတစ်ချက်ရောင်းဖို့လို့အတွက်ဒီနေ့ဘယ်ကနေစပြီးတော့ရောင်းရမယ်ဈေးကွက်ကိုဘယ်လိုမျိုးဖောက်ရမယ်တင်းနှန်းမှာကဒီတင်းနှန်းကာလာဘက်အတွင်းတစ်ပတ်လောက်အတွင်းမှာပဲအကုန်လုံးကိုသူကချပြပြီးတင်ပေးလိုက်တာနောက်ပြီးအထည်ထုတ်လုပ်ပုံတွေရောအထည်ကို online shop အပ်တဲ့ပုံတွေရောနောက်ပြီးတော့ customer ကိုရောင်းတဲ့ service ပေးပုံပေးနေရစပြီးတော့အကုန်လုံးကိုတင်ပေးလိုက်တာပါကိုပိုင်ဒီဇိုင်းတွေကိုပိုင်ကို customer လာအပ်လိုက်တယ် customer ရဲ့ဒီဇိုင်းတွေကိုဘယ်လိုမျိုးဒီဇိုင်းဆွဲပေးရမယ် customer အကြိုက်ကိုဘယ်လိုမျိုး like လုပ်ပေးရမလဲဆိုတဲ့ဟာတွေအစအကုန်လုံးကိုသင်ကြားပေးတယ်ချန်ပီယံကနေပြီးတော့မှသူတို့လုပ်ငန်း level နေရဲ့အတွင်းမှာပဲသင်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ဒီလုပ်ငန်း level ပုံမှုတွေကိုသူတို့စီကနေမှလက်တွေ့ကျကျသင်ကြားခွင့်ရတယ်အခါမှာတချို့တွေလို့ပေါ့နော်စာတွေးပဲသင်သွားတာမဟုတ်ဘဲနဲ့ဒီအထည်ကိုရောင်းပုံရောင်းနည်းတွေအထည်ထုတ်လုပ်ပုံတွေအထည်ရဲ့ပြဿနာရကိုပေါ့နော် customer တွေကိုဘယ်လိုမျိုးလေးဆက်ဆံရမယ်ဆိုတဲ့အကြောင်းအရာစပြီးအကုန်လုံးကိုပေါ့နော်တင် जा ပေးတယ်လုပ်ငန်းစလည်းပဲတဲ့အချိန်မှာဆိုရင်လည်းအထည်ကုန်ချမ်းတွေစတေကာတွေကစပြီးတော့အထည်တွေရောကုန်ချမ်းနဲ့ပတ်သက်တဲ့စတေကာတွေကစအကုန်လုံးကိုလည်းဒီချန်ပီယံတစ်ခုထဲမှာရတဲ့အတွက်ကြောင့်အကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒီမြင့်ရှိမှလည်းသွားရှာစရာမလိုတော့ဘူးဒီမှာပဲထည်ရောစတေကာရောအိတ်ကစားအလုံးစုံအိတ်ကစားရစားပါနော်ဘူးစလုပ်ပုံလုံးကြီးတွေအကုန်လုံးကိုပေါ့နော်သူတို့ကအကုန်လုံးစတယ်ဆိုအကုန်လုံးတင်ပေးတယ်လုပ်ငန်းလေးလုပ်လိုက်တဲ့အချိန်မှာမိဘတွေကိုလည်းထောက်ပံ့နိုင်တယ်ပိုရှန်ဝင်ငွေအနေနဲ့လည်းစုမိဆောင်မိလာလေးတော့စုမိဆောင်မိလာတယ်ဒါဆိုရင်တော့ဒါမနေ့က daily အပ်မယ်အထုတ်ရည်အတွက်တွေပေါ့နော်daily ကိုဘယ်လိုမျိုးအပ်ရမလဲသူတို့အပ်နေတဲ့အတိုင်းပဲသူတို့အပ်နေတဲ့ daily နဲ့လည်းအကုန်လုံးကိုမိတ်ဆက်ပေးတယ်။ Royal ကိုလည်းစာထုတ်ပုံချုပ်ပြီးစာထုတ်ရမယ်ဆိုတဲ့အကြောင်းကိုလည်းညီစနစ်တကျတင်ပြပြောပြပေးတယ်ပေါ့နော်။ Champion နဲ့လက်တွဲလိုက်တဲ့အတွက်ကြောင့်ဆရာနဲ့ဆရာမတွေရဲ့လက်ညှိုးမှုတွေကနေပြီးတော့မှဆိုင်ကန်းငါးကလေဆိုင်ရဲ့ decoration ပိုင်းတွေကိုအကုန်ကြမများပဲနဲ့ကိုယ့်ရဲ့အိမ်က10ပေပတ်လက်အခန်းချင်းလေးထဲမှာပဲကိုယ်ပိုင်လုပ်ငန်းကိုစတင်နိုင်ပြီးတော့ရင်းနှီးနဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစတင်နိုင်ပြီးတော့အညံ့ဝင်ငွေကိုလည်းအများကြီးရှာဖွေနိုင်ရတယ်ချဝင်နိုင်တဲ့အတွက်ကြောင့်ကိုနဲ့မကိုလည်းကျေးဇူးထူးတင်ပါတယ်ရှင်။အရှိမှလည်းအများကြီးပညာဒါနတွေသင်ပေးခဲ့တဲ့အမတွေညီမလေးတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့ဒီညီမလေးမှပဲစပြီးတော့ဗီဒီယိုလေးတစ်ပုတ်တင်လိုက်တဲ့အချိန်မှာပေါက်ပြီးတော့အမစီမှာသင်တန်းတွေတက်ချင်တယ်အမကြီးသင်တန်းဖွင့်ပေးပါလားလို့အများကြီးကိုတောင်းဆိုကြတယ်။တောင်းဆိုတဲ့အချိန်မှာပဲယူစဉ်းစားပြီးတော့တင်တန်းကြီးလေးတစ်ခုနဲ့တင်တန်းလေးကိုစဖွင့်ပြတယ်ပေါ့နော်။စဖွင့်ပြပြီးတော့တင်တန်းရဲ့ batch 1ရဲ့အခု batch 1อ่ะဆိုလို့ရှိရင်ဖြစ်6လကြာခဲ့ပြီပေါ့နော်အဲ့6လကြာခဲ့တဲ့တင်နန်းသူလေး batch 1ကတင်နန်းသူလေးတွေရဲ့ result တွေကိုနောက်ဗီဒီယိုလေးတွေမှာလည်းတင်နန်းသူလေးတွေရဲ့လုပ်ငန်းတကယ်လည်ပတ်ပြီးတော့ရလာတဲ့ result တွေကိုလည်းနောက်ဗီဒီယိုလေးမှာတင်ပေးတော့ပါအောင်မရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ